လောကကြီးမှာကြာရှုံးနေတာကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ဘူးအပြောခံနေရတာကိုတယောက်တည်းမဟုတ်ပါဘူးအောင်မြင်နေသူတိုင်းထိဆုံးရောက်လာသူတိုင်းကကြာရှုံးမှုတွေဒဏ်ရာတွေရခဲ့ကြသူတွေပါကိုတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူးတိမ်တွေလှတာကိုခံစားတတ်တယ်လို့ကိုယ်စိတ်သဘောထားလှတာကိုလည်းခံစားတတ်ရင်ပိုပြီးပျော်ရွှင်ရတယ်မနက်ခင်းရောင်ဒီကိုမြင်ရဖို့နိုးထနိုင်ခဲ့ခြင်းကမသေးဆုံးခြင်းရဲ့သင်ခဲ့ကြပဲပေါ့ပျော်ရွှင်စွာဖြတ်သန်းကြရအောင်တခါတော့ကမုံတိုင်းမိပြီးတော့မှသင်္ဘောတစ်စင်းကပင်လယ်ထဲမှာနင်းမြုပ်ခဲ့ပါတယ်အဲ့ဒီသင်္ဘောထဲမှာပါတဲ့လူတွေကအော်ကြဟစ်ကြရုံရင်ဆန်ကပ်ဖြစ်ကြတယ်သူညက်ပလောရိုက်ပြီးတော့မှခဘာပြက်နေခဲ့အဲ့ဒီတဲကမှလူ၃ယောက်ကတော့ကံကောင်းထောက်မှန်စွာနဲ့ဘောဝင်ကြီးတွင်ကိုဖတ်တွေ့ပြီးပင်လယ်ထဲမျောပါသွားခဲ့တယ်နောက်တစ်နေ့ရောင်နေဖြာတဲ့အချိန်မှာတော့သူတို့၃ယောက်စလုံးကသဲတောင်ပြင်းပေါ်မှာခြေပြက်လက်ပြက်နဲ့အိမ်မောကျနေရကနိုးထလာနေတယ်သူတို့၃ယောက်စလုံးဂျုံကလေးတစ်ခုအပေါ်ကိုရောက်ရှိသွားခဲ့ကြတယ်အဲ့ဒီ၃ယောက်ကအဖိုးတယောက်ရေကော်မတီပါရှင်သတိတယောက်ဘွဲလွန်ကျောင်းသူအမျိုးသမီးတယောက်စစချင်းလန်နိုးလာတဲ့အချိန်မှာကျောင်းသူအမျိုးသမီးနဲ့ကော်မတီပါရှင်ကအသေးအတန်ငိုတော့တယ်သူတို့ဒုက္ခရောက်ပြီးဘယ်ကိုရောက်လာမှမသိဘူးဆိုပြီးတော့အဖိုးကတော့ရှင်သန်နေသေးတဲ့အတွက်ကောင်းကင်ကြီးနဲ့ပင်လယ်ပြင်ကိုတိုက်တဲ့ရှစ်ခိုးပြီးတော့မှကျေးဇူးတွေတင်နေခဲ့တယ်နောက်တော့သူတို့၃ယောက်စလုံးဂျုံလေးပေါ်ကကြောက်ကူလေးတစ်ခုထဲမှာနေခဲ့ကြတယ်ကျောင်းသူမျိုးသမီးကသူစားထွက်လာတဲ့နေ့ကနေရက်တွေကိုပြန်တွက်လို့ရှိပြီးတော့တောကတွေရောက်နေပါတယ်ဒီနေ့ဆိုရင်တော့ဘာချိန်ရောက်ပြီးဒီအချိန်ကစီးပွားရေးဘာသာချိန်သူစာတွေလိုက်မမီနိုင်တော့တဲ့အကြောင်းသူရက်တွေပြတ်တာများနေပြီမို့လို့ကြောင်းထုတ်ခံရမယ့်အကြောင်းတွေပြောပြပါမစားနိုင်မတော့နိုင်ဖြစ်နေခဲ့တယ်ကော်မတီပါရှင်တတိကတော့မနေ့နေရောက်လာတဲ့အခါကန်းဆန်နာကကြောက်ဆောင်လေးစီကိုသွားပြီးတော့မှထိုင်နေလေးရှိတယ်အဖိုးကိုလည်းညညဆိုရင်တိုင်တယ်ပြောတတ်တယ်သူ့ကုမ္ပဏီမှာသူသားမရှိရင်ဒုက္ခရောက်တော့မယ့်အကြောင်းတွေသူဆွဲထားတဲ့ plan တွေ project တွေကတော့အချိန်တွေနောက်ကျပျက်စီးတော့မယ့်အကြောင်းတွေပြောပြီးတော့မှငိုကြွေးကြတယ်အဖိုးကတော့မိုးလေးလာတဲ့အခါရောင်နေမလာခင်ဆိုင်းရသွားခဲ့တယ်ကောင်းကင်နဲ့ပင်လယ်ပြည်ကြီးစီကိုတိုင်တယ်ပြီးတော့မှရှင်သန်ဝစ်ပေးနေသေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်ဆိုင်းရရှိရာစီကိုရောက်တဲ့အခါမှာအဖိုးကရေတွေကသူ့မျက်နှာကိုသူကြည့်ပြီးတော့မှသဘောကျရီမောနေတယ်အမေငါမျက်နှာကြည်လင်နေပါလားပေါ့လူပြိုနေသေးပါလားဒီလိုဆိုပြီးပြောနေတဲ့နေအောင်လာတဲ့အဖိုးကညကမီးဖို့ကိုတချောင်းဆို6တွေထပ်ပြည့်တယ်24နိုင်လုံးမီးအောင်နဲ့မီးဖို့ထွက်နေအောင်လုပ်တယ်ကန်းကြီးက9ပစုံနေဖမ်းပြီးတော့မှ3ယောက်လုံးစားနေအောင်လုပ်ပေးတယ်ကုမ္ပဏီသတင်းနဲ့ကျောင်းသူမျိုးသမီးကတော့ဘောကာရီရောက်ပြီးတော့မှဒေါသတွေထွက်လိုက်သင်္ဘောချိန်ဆင်းလိုက်ပင်လယ်ပြင်ကိုချိန်ဆင်းလိုက်လုပ်နေတာပေါ့သူတို့ကိုလိုက်မရှာရကောင်းလားဆိုပြီးတော့မှသူတို့နဲ့ပတ်သက်ရာတွေကိုနေဝင်မိုးချုပ်ဒေါသတွေထွက်နေတယ်တလားလောက်ကြာတဲ့အခါမှာကျောင်းသူမျိုးသမီးကကြရမဲ့သူမရှိတော့ဘူးဆိုပြီးတော့မှစိတ်ထောင်းကိုကြီးနဲ့အာဟာရနေပါတည်ဆုံးသွားခဲ့တယ်ကုမ္ပဏီသတင်းကလည်းသူ့ဘဝဒီတိုင်းမနေနိုင်ဘူးဆိုပြီးတော့မှဂျုံဘော်ကတစ်တုံးရှည်တစ်ခုနဲ့ပင်လယ်ထဲကိုမျောလည်သွားတယ်အတန်တန်ဖြောင်းပြပြီးမဲ့မအောင်မြင်တဲ့အခါအဖိုးကလည်းတထေးဆိုတဲ့သူလက်လျှော့ပြီးလွတ်ပေးလိုက်ရတယ်အဖိုးကတော့တချင်းလေးတညီညီမီးလေးတစ်ခုကိုနဲ့နေရတူကိုခြေနဲ့ဆောင်ပြီးဖြတ်သန်းပါတယ်တနေ့မှာတော့သင်္ဘောတစ်စင်းကအဖိုးရဲ့မိခိုးတန်းကိုတွေ့ပြီးတော့မော်တော်တစ်စင်းနဲ့လာပြီးတော့မှကယ်တင်သွားခဲ့ပါတယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲဒီပုံမြင်ကိုကျွန်တော်အရွယ်ရောက်စားကကျွန်တော်ဆရာကပြောပြခဲ့တာပါပုံမြင်ပြီးတိုင်းအဖိုးလိုဘယ်နေရာရောက်ရောက်စိတ်ကိုနေပြောင်နေတတ်ဖို့မနေ့ကစိတ်ညစ်ညူးမှုတွေကိုထားပစ်ခဲ့လိုက်နိုင်ပါတယ်မနက်ခင်းကြောင်ဒီကိုမြင်ရဖို့နိုးထနိုင်ခဲ့ခြင်းကမသေးဆုံးခြင်းရဲ့သင်္ကေတပဲပေါ့ပျော်ရွှင်စွာဖြတ်သန်းကြရအောင်